သိန်း900ကျပ် LV အိမ်မကိုင်နေဆိုတဲ့သတင်းတွေအပေါ်အခုလိုပညာသားပပဖြည့်ရှင်းလာတဲ့ဆယ်လီဖြူဖြူထွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Star Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုရပိုင်းတွေထဲမှာသိန်း900တဲ့ LV အိမ်ကိုင်နေဆိုပြီးတော့သတင်းတွေထွက်လာတာကတော့ Facebook ဆယ်လီဖြူဖြူထွေပါအင်တာနက်ပေါ်မှာလည်းဖြူဖြူထွေ LV အိမ်ကြီးကိုင်ထားတဲ့ဓာတ်ပုံတွေကပြန့်နှံ့နေရဖြစ်ပါတယ်ကမ္ဘာကျော် fashion အမှတ်တစိမ့်တစ်ခုဖြစ်တဲ့ Louis Vuitton လို့ခေါ်တဲ့ LV အမှတ်တစိမ့်လက်ကာအိတ်တွေ fashion brand တွေကိုကိုင်နိုင်တဲ့သူတွေဟာတကယ်ကိုချမ်းသာကြွယ်ဝတဲ့ထိပ်တန်းတထေးကြီးတွေမှာကိုင်နေတာဖြစ်ပါတယ်။အခုခါမှာတော့ Facebook ဆယ်လီဖြူဖြူထွေးကကိုင်ပြလိုက်တာကြောင့်ဖြူဖြူထွေးဟာဒီလောက်ကြွယ်ဝချမ်းသာနေရလားအားကြစရာကောင်းလိုက်တာဟင်းကနေဟာကနေဖြစ်ကုန်ကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ LV brand ကိုကိုင်နေတဲ့မင်းသမီးကလည်းလက်ချိုးရည်တွက်လို့ရပါတယ်။အခုတော့ဖြူဖြူထွေးကကိုင်ပြလိုက်လို့အားလုံးကလည်းဖြူဖြူထွေးရဲ့ချမ်းသာကြွယ်ဝမှုတွေကိုအင်အားသင်ကြတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း Facebook ဆယ်လီဖြူဖြူထွေးဟာမြန်မာနိုင်ငံမှာအောင်မြင်ဆုံးဆယ်လီတဦးလို့ဆိုရမှာပါ။ဖြူဖြူထွေးဟာနယ်ပွဲတွေပွဲတက်အခမ်းအနားတွေများစွာရှိနေရဖြစ်ပါတယ်။ဒါအပြင်ကြော်ညာတွေ internet monetization ကနေရရှိတဲ့ငွေကလည်းမနှဲပါဘူး။ဒါကြောင့်သိန်းတောင်းချီတန်တဲ့အင်ဂျီနဲ့အတူကားအကောင်စားကြီးတွေကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ငကိုကလေးကဒီလိုချမ်းသာကြွယ်ဝတဲ့ဖြူဖြူထွေးက LV အကြီးကိုကင်ပြလိုက်လို့လည်းအားလုံးကမုဒိတာပွားရပါတယ်။ဒါပေမဲ့လည်းဖြူဖြူထွေးကတော့ရိုးသားဖြူစင်တဲ့စိတ်ထားလေးနဲ့အတူသူမရဲ့ LV အကြီးအကြောင်းကိုအခုလိုပဲဝန်ခံပြောဆိုလာတာပါ။ဖြူဖြူထွေးကအင်တာနက်ပေါ်မှာသူမရဲ့သိန်း900တဲ့ LV အိတ်ကိုင်နေဆိုတဲ့သတင်းကိုအခုလိုပဲဖြည့်ရှင်းခဲ့ရဖြစ်ပါတယ်။ဖြူဖြူထွေးဟာအင်တာနက်ကမီဒီယာတွေကမြောက်ပင့်ရေးကြပေမဲ့လည်းသူမကိုင်တဲ့ LV အိတ်ကအတူကြီးပါ2သိန်း3သိန်းပဲတန်ပါတယ်။သိန်း900တဲ့အိတ်အစ်စ်ကြီးမဟုတ်ပါဘူးလို့ရိုးသားစွာနဲ့ပြောခဲ့ရဖြစ်ပါတယ်။ဖြူဖြူထွေးကသူမအနေနဲ့တာမန်အိတ်တစ်လုံးကိုသိန်း900ပေးပြီးတော့ကိုင်မဲ့အစားအကူညီလိုအပ်နေတဲ့လူတွေကိုသာလှူဒန်းပစ်မယ်။အဲ့ဒီလိုတန်ဖိုးကြီးပစ္စည်းတွေကိုကိုင်ကကြွားဝါကျင်တာမျိုးမလုပ်ဘူးလို့ဆိုပါတယ်။ဖြူဖြူထွေးရဲ့မိခင်ကြီးကလည်းသူမအနေနဲ့မရှိတာကိုရှိတယ်လို့မလုပ်ချင်ကြောင်းဖြူဖြူထွေးမှာသိန်း900နဲ့အိတ်ကိုင်နေတဲ့ချမ်းသာကြွယ်ဝမှုမျိုးမရှိပဲမရှိတာကိုအရှိလုပ်ပြီးတော့မကိုင်ချင်ပါဘူးရိုးသားမှုကိုပဲလိုချင်တယ်ငွေလေးနည်းနည်းနဲ့ရှိရင်လှူနိုင်တန်းနိုင်ရင်တော်ပါပြီလို့ပြောခဲ့ရဖြစ်ပါတယ် Facebook ဆယ်လီဖြူဖြူထွေးကိုယ်တိုင်ကလည်းသူမဟာ brand အစစ်မဟုတ်ပဲအတုကိုသာကိုင်နေရဖြစ်ကြောင်းဒါကြောင့်လူတွေအထင်မြင်လွဲမှားအောင်မရေးကြဖို့အတွက်မေတ္တာရက်ခံယဉ်ကျေးစွာနဲ့တောင်းပန်နေခဲ့ရဖြစ်ပါတယ်ပရိသတ်တွေကတော့ Facebook ဆယ်လီဖြူဖြူထွေးဟာဟန်ဆောင်မှုကင်းပြီးတော့မရှိတာကိုအရှိလုပ်ပြီးမကြွားတတ်ပဲသူမရဲ့အခြေအနေကိုပွင့်လင်းစွာနဲ့ပြောပြလာတဲ့ဖြူဖြူထွေးကိုအရင်ကတက်တောင်မှပို့ပြီးတော့ချစ်သွားကြတယ်လို့ဆိုပါတယ်ဖြူဖြူထွေးဟာအခုနောက်ပိုင်းတွေမှာဆိုရင်တော့ TikTok ဆော့ရင်အရင်ကလိုကတာမျိုးတွေထက်သူမကိုအထင်မြင်လွဲမှားနေတဲ့လူတွေကိုနားလည်အောင်စိတ်ရှည်လက်ရှည်နဲ့ပြန်လည်ရှင်းပြတာမျိုးတွေကိုလုပ်လို့ရှိရဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်ပါဖြူဖြူထွေးဟာမြန်မာနိုင်ငံကဆယ်လီတွေထဲမှာတော့ရိုးသားမှုအရှိဆုံးနဲ့အလှူဒါနအများဆုံးလုပ်တဲ့စိတ်ထားအကောင်ဆုံးယဉ်ကျေးအသိမ်မွေ့ဆုံးဆယ်လီဖြစ်တာကြောင့်အားလုံးကချစ်ပေးနေကြတာဖြစ်ပါတယ်။အခုကြည့်ချွနေကြတဲ့ပရိသတ်တွေကရောသိန်း900တဲ့အိတ်ကြီးကအတူပါဆိုပြီးတော့ရိုးသားစွာနဲ့ဖြည့်ရှင်းလာခဲ့တဲ့ဖြူဖြူထွေးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။